လားမြို့နယ်ကိုယ်စားလှယ်အမှတ်နှစ်ဦးတန်းဦးမြင်းမြတ်မှုဖြစ်ပါတယ်ဒီစားပါတော့ဥက္ကဋ္ဌရဲ့တကွာဒုတိယဥက္ကဋ္ဌကြီးများဝန်ကြီးများကြားရတဲ့ကျွတ်တော်တွေအားလုံးမင်္ဂလာပေါင်းပြည့်စုံကြပါစေကျွန်တော်ဆုတောင်းပါတယ်ကျွန်တော်ကတော့ဒလားမြို့နယ်အမှတ်နှစ်တိုင်းတိုင်းကျွတ်တော်ကိုဦးသားဖြစ်ပါတယ်ဒီစားပါတော့ဥက္ကဋ္ဌကြီးများကျွန်တော်အနေနဲ့ဒလားမြို့နယ်စာပေကြီးအောင်စုရက်ွက်မှာရှိရဲ့တောက်သွင်းရေကန်ဟာပြည့်လျှောက်တဲ့ခရီးချထားပေးရင်ရှိမရှိနဲ့ပတ်သက်ပြီးမင်းများတော်မှာဖြစ်ပါတယ်ဒီစားပါတော့ဥက္ကဋ္ဌကြီးများလာပြောတဲ့ဒီမှာနေထိုင်ကြတဲ့ပြည်သူများတောက်သုံးရေကကိုမေပြုတ်ပြီးတော့မှနေထိုင်နေရဖြစ်ပါတယ်။ရေရလည်းပဲတနည်းဟောကြေးရက်ကိုကာလပေါင်း9တန်းလောက်ယူရပါတယ်။ဒါကြောင့်ရေပိုက်ကလာတဲ့ရေရလည်းပဲအားလုံးမသုံးနိုင်ပါဘူး။3.4တန်းလောက်ယူရနေပါတယ်။အဲ့ရေရလည်းပဲကျွန်တော်တို့အဲ့ရေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီရေကနေပဲအားထုတ်အအားထားပြုတ်နေတယ်။ဒါကြောင့်ကျွန်တော်တို့ဒီတောက်သုံးရေကန်ကြီးဟာကျွန်တော်တို့ဒလားမြို့သူမြို့သားများအတွက်အကြီးကအရေးကြီးတဲ့ဟာဖြစ်ပါတယ်။ဒေသမှာတော့ဥက္ကဋ္ဌကြီးများ2016 2019 2016 2027အစိုးရလက်ထက်မှာရောင်တိုင်းဒေသရေးအစိုးရအဖွဲ့ကစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကိုဒုတိယအကြိမ်ဒုတိယသုတ်အဖြစ်ကြော်ညာမပါမြေဝက်ကြီးချထားပေးခဲ့တာ45ဦးရှိပါတယ်။ဒါလည်းပဲတပတ်တွင်မှာပါမစ်ချပေးရမယ်ဆိုပြီးတော့မှချထားပေးရတဲ့ကြောင့်17ရက်10လ2020ရက်နေ့မှာထုတ်ပေးကြတာဖြစ်ပါတယ်။အဲဒီကထုတ်ပေးကြတဲ့နေရာနဲ့ကတ်လျက်ရှိတဲ့ဒီကအဲမြေရကတ်လျက်ရှိပါတယ်။အဲလိုချထားပေးရတဲ့အခါမှာဘေးရမရှိတဲ့ရက်ွက်သားများကြီးပေါင်းများစွာနေထိုင်ရမြေပါသွားပါတယ်။ဒီခင်တော့အဲနေရာမျိုးကျွန်တော်စိတ်ကြီးကြေးပါပြတ်မှတ်ထားပြီးတော့လူပေါင်းများစွာအင်ဂျောင်းစရာတွေနဲ့နေထိုင်ခဲ့ရဖြစ်ပါတယ်။ဘာပွဲတော့ဆုံးမပြောပါဘူး။ဒီကတော့ကျွန်တော်ဒလားမှာရှိတဲ့ကျွန်တော်တင်ပြတဲ့ရေကန်ဖြစ်ပါတယ်။ရေကန်ဘေးမှာကျွန်တော်တို့အုံရရနေခြံစည်းရွေးကာထားတွေ့ရပါတယ်။ဒီခြံစည်းရွေးနဲ့ပတ်သက်ပြီးတော့လည်းပဲစီမံသားနေပြီးမှဥယျာဉ်မညီဘူးဖြစ်ရမယ်ဆိုပြီးတော့မှအမိန့်ထုတ်တာရှိပါတယ်။ဒါတရားစွဲတာရှိပါတယ်။ဒါပေမဲ့ဒီနေ့ကျတော့ဖြတ်ထားတာမရှိသေးပါဘူး။ Yes ဒါရေကန်ဘေးမှာခြံစည်းရွေးကာထားတာတွေ့ရတာဖြစ်ပါတယ်။ Yes ဒီရေကန်ထဲမှာရေကန်ဘေးမှာရှိတဲ့တစ်ပင်ကိုလည်းခိုးဖျက်ပြီးတော့မှရေကန်ထဲကိုတစ်ပင်ကြီးချတာရှိပါတယ်ရေလည်းပဲအဲ့ချိန်တော့တော့မရအောင်ဖြစ်ခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှဒေသခံပြည်သူများတောက်သွင်းရပတ်သက်ပြီးစိုးရိမ်ဒုက္ခတွေဖြစ်လာပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်မေးခွန်းပေးရရင်ဖြစ်ပါတယ်ဒေသဘက်တော့ကိုဟိုင်းခင်ဗျာကိုဟိုင်းမှာကျွန်တော်မေးခွန်းမေးမြန်းတော့မှာဖြစ်ပါတယ်အထက်ပါကိစ္စနဲ့ပတ်သက်ပြီးတော့ရန်ကုန်တိုင်းဒေသရေးဆိုရဖွဲ့နေတဲ့ရန်ကုန်မြို့တော်စီမံသားရေးကော်မတီတွင်ရေကန်နဲ့ပတ်သက်ပြီးတော့260ခန်းထုတ်ပေးထားခြင်းရှိမရှိအကယ်၍ရန်ကုန်မြို့တော်စီမံသားကော်မတီမှ260ခန်းထုတ်ပေးထားခြင်းရှိပါကရေကန်အားပဲဖြစ်ပေးရရှိမရှိကားနဲ့ဆောင်ရွက်ရအစီအစဉ်မရှိပါကအဘဲကြောင့်ဖြစ်သည်ကိုလွှတ်တော်ခရီးမှာစဉ်မေးမြန်းရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဦးတောင်းဖြစ်ပါတယ်ဒီဒလားမြို့နယ်လွှတ်တော်ကိုယ်စားပါဒီတောက်သုံးရေကန်ကြာပြီပေါ့နော်ဒီကလူတွေအများကြီးတောက်ကြာလာပြီတောက်သုံးရေကန်ကြာပြီအဲ့တောက်သုံးရေကန်မှာဟိုဒီဟွာပေါ့ပိုက်ဆိုင်ရဲဆိုပြီးတော့မှလူတယောက်ကလာပြီးတော့ဒီတစ်ပင်ကြီးခုတ်သွားပြီးတော့ဒီဟာကိုရဲဖုတ်မယ်ပေါ့သူဓာကြီးရဲဖုတ်မယ်ပေါ့နော်ဒီတစ်ပင်ကြီးတွေပဲထဲမှာထားပြီးတော့ဖုတ်မယ်ဆိုပြီးတော့ဒီရကကျွန်တော်သုံးလို့မရအောင်ဖြစ်သွားတယ်အားနဲ့ပတ်သက်ပြီးကျွန်တော်ဒီဟာဆက်ဆက်ပြီးတော့ဘုံတော့ခုကြအချိန်ရန်ကုန်တိုင်းရဲ့ကျွတ်တော်မှာကျွန်တော်မေးခွန်းမေးထားတယ်ဒီစီကမဲ့ဒီဟွာကြီးပေါ့နော်ဒီခြံစည်းရုပ်ကာရနဲ့ပတ်သက်ဘယ်လိုရေးမယ်ဆိုပြီးမေးရခါပါရသူတို့ရေးယူထားပါရဲ့ဒါရောဒါဥယျာဉ်ညီမှုမရှိဘဲနဲ့ဖြစ်တဲ့ကြောင့်ဒါကိုလက်ရှိမှာရက်ဆိုင်ထားဖို့ဆိုပြီးတော့သူလောက်ထားတယ်အားထပ်ပြီးတော့မှသူကဟိုပါပေါ့ထပ်ပြီးကျင့်ကြရပါလဲဆိုတော့ဒီဥယျာဉ်ရုံးမှာအကြံအကြောင်းပြီးတော့မှဆက်ပြီးတရားစွဲပါဆိုပြီးတော့မှဒါကိုစွဲခိုင်းတာဒါရောရက်ဆိုင်မှုညွှန်ကြားပြီးသားဒီအုပ်ရရဲ့ခက်ဖို့ဒါတွေမလုပ်ဖို့အကုန်လုံးညွှန်ကြားပြီးသားအဲ့တော့ဒီဟာရပြီလဲဆိုတော့
ဥပဒေကဒါမဲလုံးအရှိရင်လေဒါရန်ကုန်မြို့နယ်အကြီးတစ်ဝါရဖြစ်တယ်ရန်ကုန်မှာရှိတဲ့ကက်ရဲပဲဖြစ်တယ်မကြသေးတော့မှဒရာရဲပဲလောက်တော့ဒါပဲလူရအောင်စိတ်ဝင်စားတယ်ဒါပေမဲ့ဖြစ်တာမမြင်ခွေရမှာကျွန်တော်တို့ရေကန်မျိုးပေါ့နော်အများပြည်သောသုံးရဲ့ရေကန်ကြီးဒါတွေကမဖြစ်သေးဘူးဒါနောက်ပိုင်းကဒါမြေကြီးဖို့ရမှာဒါဖို့ကိုကြိုးစားနေပြီပေါ့နော်ဒါမျိုးရကျွန်တော်ဖြစ်သေးဘူးရေကန်ဆိုတာအများပြည်သူသောသုံးရဲ့ခါမှာဒါလူရအားလုံးကကျိုးပြင်းဒါမျိုးတော့ဒါတော့မဖြစ်သေးဘူးဒီရေကန်တွေတော့ဖြတ်စီးတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်လာပြီးတော့ပြည်သူတွေကနေပြီးတော့မှဒါကိုလာပြီးတော့မှကြည့်ပါဆိုပြီးတော့မှဒါဖိတ်ခေါ်ရမှာလာပြီးတော့မှကြည့်ပြီးတော့သက်ဆိုင်ရာတိုင်းဒေသကြီးချင်းဖွဲ့စည်းဝင်ကဖြည့်ချပေးဖို့ဖြစ်ပါတယ်ဒီသားပါတော့လွှတ်တော်ဥက္ကဋ္ဌကြီးကျွန်တော်အနေနဲ့ရန်ကုန်တိုင်းဒလမြို့နယ်ကုသလဲအမှတ်2ဦးတန်းဦးမေးမြန်းထားတဲ့ဒလမြို့နယ်စာပါကျောင်းစုရက်ကွက်တွင်းမှာရှိတဲ့တောက်သုံးရေကန်ကို260မင်္ဂကရန်ခွင့်ပြုထုတ်ပေးထားခြင်းရှိမရှိနဲ့မင်္ဂကရန်ထုတ်ပေးထားပါကမင်္ဂကရန်ကိုပယ်ဖျက်ပေးရန်အစီအစဉ်ရှိမရှိနဲ့ဆက်လင်းရဲနဲ့ကျေပွင့်ပြမေးခွန်းပေါ်ဖြေကြားသွားမှာဖြစ်ပါတယ်။အဲ့ဒီနေရာဒလမြို့နယ်မြေတန်းရက်ကွက်အမှတ်3မြင်းဆောင်တိုးချက်မြေကွက်အမှတ်186မြင်းဆောင် A ဧရိယာ2.606 ဧကဥကျော်သိန်းအောင်အမည်ပေါက်260မင်္ဂကရန်မြေနေရာပဲဖြစ်ပါတယ်။အဲ့ဒီမြေကွက်ဟာရန်ကုန်တိုင်းဆိုအဖွဲ့မှစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများစီမံခန့်ခွဲကော်မတီကဒုတိယအကြိမ်ဒုတိယအသုတ်ဖြစ်ကြော်ညာမပါမြေကွက်များနဲ့ဆက်လျက်ဝယ်ခွင့်ရရှိသူ45ဦးရဲ့စီးရင်မှာပါဝင်ပြီးတော့မှမြေချပါပင်များထုတ်ပေးနိုင်ရေးဆောင်ရွက်ရန်အတွက်ရန်ကုန်တိုင်းဆိုအဖွဲ့2020ခုနှစ်ဩဂတ်လ26ရက်နေ့အကြောင်းကြားတာအရရန်ကုန်မြို့တော်စီပင်သာရေးကော်မတီကနေပြီးတော့2020ခုနှစ်ဒီဇင်ဘာ17ရက်နေ့မှာဥကျော်သိန်းအောင်အမည်နဲ့မြေချပါမစ်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ဥကျော်သိန်းအောင်ကမြေချပါမစ်တင်ပြပြီးတော့မှ2021ခုနှစ်10လပိုင်း23ရက်နေ့မှာဂရန်တစ်လျှောက်ထားခဲ့ခြင်းကြောင့်လူထုံးလူနည်းနဲ့အညီစီစစ်တင်ပြခဲ့ပြီးတော့2024ခုနှစ်ဩဂတ်လ23ရက်နေ့မှာကျင်းပပြုလုပ်တဲ့ကော်မတီဝင်များအစည်းအဝေးမှတ်တမ်း29မြင်းဆောင်2024ဆုံးဖြတ်ချက်အပိုက်ကအမြင့်ဆောင်17အရာခွင့်ပြုခဲ့တဲ့အတွက်2024ခုနှစ်10လပိုင်း9ရက်နေ့မှာဥကျော်သိန်းအောင်အမည်နဲ့260မြေ9ကရန်ထုတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဥကျော်သိန်းအောင်မှ၎င်းမြေပေါင်းမြေခွက်ကိုမြေတိုင်းတာဆောင်ရွက်ပေးရန်ကော်မတီကိုလျှောက်ထားတဲ့အတွက်2026ခုနှစ်ဇူလိုင်လ18ရက်နေ့မှာမြေပြင်ကွင်းစင်တိုင်းတာဆောင်ရွက်ခဲ့တဲ့အခါမှာမြေပြင်မှာလက်ရောက်ရယူထားတဲ့မြေဒီယာတော့2.338ဧကရှိကြောင်းတွေ့ရှိရပြီးတော့ပါ260မြေ9ကရန်မြေအတွင်းရေကန်မပါဝင်ဘဲနဲ့ရေကန်ရဲ့ဧရိယာနဲ့လွတ်ကင်းကြောင်းတွေ့ရှိရပါတယ်။ရန်ကုန်တိုင်းဆိုအဖွဲ့မှစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေများစီမံခန့်ခွဲကော်မတီကတရားဝင်ရောင်းချခဲ့ပြီးတော့မှလူထုံးလူနည်းများနဲ့အညီစစ်စစ်ပြီး260မြေ9ကရန်ခွင့်ပြုထုတ်ပေးထားတဲ့နေရာဖြစ်ကြောင်းလွှတ်တော်ဥက္ကဋ္ဌပတ်တစ်ဆင့်လေးစားစွာပြန်လည်ဖြေကြားပါတယ်ကျေးဇူးတင်ပါတယ်